ဒီဇလန်လေးကတော့အသက်30အရွယ်အမျိုးသားတော်ဦးကြောင့်ဖြစ်ပါတယ်။သူ့မှာအိမ်မရှိကားမရှိအလုပ်ကိုင်လည်းမရှိပါ။တိုးတော့သူ့မှာလှပတဲ့ဇနီးတဲ့ခလီးနှစ်ယောက်နဲ့ဗိုက်ထဲကရင်သွေးလေးနှစ်ယောက်ရှိနေပါတယ်။သူတို့မိသားစုဟာမနက်ဖြန်အတွက်ဘာမျောလင်းချက်မှမရှိဘဲတနေရာပြီးတနေရာလှဲ့လေသွားလာနေကြတာပါ။ခလေးတွေဟာအေးဆက်လာတဲ့အများဆုံးအိမ်သာချန်ပီယံတွေပေါ်မှာအိပ်ဆက်ရင်ညဓာတွေကိုဖျက်တမ်းရပါတယ်။တခါတလေမှာဘိုက်ဝက်အောင်စားရပြီးကြံတဲ့ညက်တွေမှာတော့ချို့ချို့တက်တဲ့နဲ့ဒီလိုဘဝမျိုးမှာနေထိုင်လာခဲ့ကြတာနှင်းနဲ့ချီနှီးခဲ့ကြပါပြီ။ဇလန်အစမှာမိသားစု၄ယောက်ဟာကန့်သက်နယ်မြေတစ်ခုကိုဖျက်ချော်ဝင်ရောက်လာကြပါတယ်။သူတို့ဟာလူတွေနဲ့ရောနော်ပြီးအဝေးပြေးလမ်းနားစခန်းတစ်ခုမှာခဏနားကြတာပေါ့။ဖခင်တီသူဂျီဝူကပတ်ဝန်းကျင်ကိုအကဲကပ်ပြီးနောက်စုံတွဲတွဲစီချင်းကပ်သွားပါတယ်။ဂျီဝူကသူ့မှာပတ်စံအိတ်ပြောက်သွားလို့အိမ်ပြန်ဖို့စီဘိုး$15လောက်ကူညီပါလို့လိမ့်ညာပြောဆိုပါတယ်။ထိုစုံတွဲကပတ်စံမပါဘူးလို့ညင်းပေမဲ့ခလေးနှစ်လောက်ကအချိန်ကိုက်ဆိုသလိုပဲရောက်လာကြပြီးအိမ်ပြန်ချင်းပြီးဆိုပြီးလာချွဲတဲ့အခါမှာတော့အမျိုးသမီးတီသူစိတ်မကောင်းဖြစ်ပြီးပတ်စံထုတ်ပေးလိုက်ပါတယ်။ဂျီဝူကတော့ပြန်ဆက်ပါမယ်လို့ဂတိတွေပေးပြီးထွက်လာခဲ့တာပေါ့။ပတ်စံရတာချင်းမှာပဲသူတို့မိသားစုဟာထိုပတ်စံနဲ့ခောက်ဆွဲကြောက်တီဝယ်စားပြီးအနီးနားကတောအုပ်ထဲမှာတဲထိုးအိတ်ကြပါတယ်။တကယ်တော့ဒီမိသားစုဟာသူတစ်ပါးရဲ့တနာဂိရုဏာကိုအလွဲသုံးစားပြီးလိန်ညာစားတောက်နေကြတာပါ။နောက်တနေ့မှာတော့ဝန်တန်းတယောက်ကလာမောင်းထုတ်ပြီးမယ်ဂျီဝူကဂယွမဆိုင်ပဲစက်အိတ်နေကြပါနဲ့သူတို့ဟာအများသုံးအိမ်တံမှာမျက်နာတီပိုက်ဆံအနေငယ်နဲ့ထမိတ်တနတ်ကိုဝေမျှဆိုင်ရင်ဒီလိုပဲဘဝကိုဖြစ်သလိုဖြတ်သန်းနေကြတာပါ။ဒီနေ့မှာတော့ရောင်ဆန်းဆန်းနဲ့အမျိုးသမီးကြီးကကလေးမလေးအင်းနိအိမ်သာဘေးစင်ကရီတောက်နေတာကိုတွေ့ပြီးစိတ်မကောင်းဖြစ်သွားပါတယ်။နောက်တော့ဂျီဦးကသူမစီမှာပိုက်ဆံလာတောင်းတဲ့အခါသူမကတနာပြီး$50တောင်ပေးလိုက်ပါတယ်။ထိုညမှာတော့မိသားစုလေးဟာအသားဟင်းနဲ့ကောင်းကောင်းမွန်မွန်စားတော့ခဲ့ကြရပါတယ်။ဒါပေမဲ့ပျော်ရွှင်မှုကခဏပါပဲ။ရဲနေရောက်လာပြီးသူတို့တဲကိုဖျက်ဆီးပြစ်လိုက်တာကြောင့်အိုးမဲ့အိမ်မဲ့ဘဝနဲ့ပြန်လဲထွက်ခွာခဲ့ကြရပါတယ်။တစ်ဖက်မှာတော့ရောင်ဆန်းနဲ့ခင်ပွန်းဖြစ်သူဒူဟန်တို့ဟာအဟောင်းပြင်ပရိဘောကအယောင်းဆိုင်လေးဖွင့်ထားကြသူတွေပါသူတို့မှာတေဆုံးသွားခဲ့တဲ့တားလေးအတွက်မဖြေနိုင်တဲ့တောကကြီးရှိနေကြပါတယ်ဂျီဦးတို့မိသားစုတခြားနာနေစကန်းတစ်ခုမှာထပ်မံလိမ့်လည်နေတော့ရောင်ဆန်းနဲ့ပြန်ဆုံပါတယ်အဲ့ဒီမှာကလေးလေးထိုက်ကကားပါကီနဲ့ပြေးဝင်သွားလို့ကားချိတ်ခါရမလို့ဖြစ်သွားရကနီးရောင်ဆန်းကကဲတင်လိုက်ပါတယ်ရောင်ဆန်းကဂျီဦးကိုလူလိမ်မှတေသွားပြီးရဲတိုင်လိုက်တဲ့အခါဂျီဦးတို့မိသားစုထွက်ပြေးကြပါတယ်ပြင်းလွှားရင်ဂျီဦးရဲ့ဇနီးကြီးဆွလဲကျသွားပြီးရောင်ဆန်းကိုခွစ်လွတ်ဖို့တောင်းပန်ပါတယ်ရဲတွေရောက်လာပြီမဲ့ဂျီဦးတို့ကတော့လွတ်သွားခဲ့ပါတယ်ဒါပေမဲ့အခြေအနေတွေကပိုဆိုးလာပါတယ်သူတို့မှာအိတ်စရာတဲလည်းမရှိစားစရာလည်းမရှိတော့ပဲအင်းသားထဲမှာပဲပြန်အိပ်ရပါတယ်သမီးကြီးအင်းနီကကြောင်းတက်ချင်တယ်လို့ပြောတဲ့အခါဂျီဦးဟာမိမိကိုအတိုးမကျသူတို့ခါစားရပြီးငိုကြွေးခဲ့ရပါတယ်နောက်ဆုံးမှာတော့ဂျီဦးဟာရဲဖမ်းတာခဏလာပြီးဇနီးနဲ့ကလေးတွေကိုတော့ရောင်ဆန်းကတနာလို့သူမရဲ့ခိုးတောင်ဝါခေါ်ထားပေးလိုက်ပါတယ်ရောင်ဆန်းကကလေးတွေကိုကြောင်းထားပေးဖို့ပြင်ဆင်ပြီးဂျီစွတ်ကိုလည်းကူညီဆောင်ရှာပေးပါတယ်ဒါပေမဲ့ဂျီဦးကတော့အချုပ်ထဲကနေနီးမျိုးစုံနဲ့ထွက်ပြေးလွတ်မြောက်လာပြီးရောင်ဆန်းလူစီကိုလက်စားကြည့်ဖို့ရောက်လာပါတယ်ဂျီဦးဟာစိတ်ဖောက်ပြန်တယ်လို့ဖြစ်နေပြီးမိသားစုကိုပြန်ပေးဖို့အတင်းကတမတ်တောင်းဆိုရကနေယုံရင်းဆက်ခဲ့ဖြစ်ပြီးကိုရောင်မှာမီးလောင်မှုဖြစ်ပွားပါတော့တယ်ထိုမီးလောင်မှုတွင်ဂျီဦးဟာဇနီးတွေကိုကဲ့တင်ရင်းတည်ဆုံသွားခဲ့ပါတယ်ဂျီဆွတ်ကတော့မီးဘေးကလွတ်မြောက်ခဲ့ပြီးတာလီကိုဘေးကင်းစွာမွေးဖွားနိုင်ခဲ့ပါတယ်အချိန်နှင်းငယ်ကြာပြီးနောက်မှာတော့အင်းနီဟာကြောင်းတက်နေရပြီဖြစ်ပြီးရောင်ဆန်းတို့ဇနီးမောင်နှံနဲ့အတူမိသားစုအသစ်တစ်ခုလိုပျော်ရွှင်စွာနေထိုင်နေကြပါတယ်အင်းနီဟာသူမရဲ့ဖခင်ကိုလွမ်းဆွတ်တဲ့စားလီတွေကိုနေတိုင်းရင်းနေစေပါသူတို့ဘဝဟာအရင်လိုလမ်းဘေးမှာမဟုတ်တော့ပဲနွဲထွေးတဲ့အမုန်းအကာအောက်မှာအခြေတကျရှိနေပါပြီဟုတ်ကဲ့အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းလေးတွေကိုအမြဲမပြတ်ကြည့်လို့ရအောင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးထားခဲ့ကြပါအောင်ဗျာ